အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့စားလို့အရန်ကောင်းပြီးတော့ရိုးရှင်းလွယ်ကူတဲ့ငါတလောက်ပေါင်းလေးပေါင်းစားမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ရပါတယ်ခင်ဗျအရင်ဆုံးကျွန်တော်တို့ငါတလောက်ကိုအကြီးခွာပေးပါမယ်အကြီးခွာပြီးပါပြီတော့စူးတောင်လေးတွေကိုကကြီးလေးနဲ့ဖြတ်ပေးလိုက်ပါမယ်ဗျဒီလိုဖြတ်ပေးပြီးပါပြီဆိုရင်တော့ငါတလောက်ကိုကျွန်တော်၃ပိုင်းပိုင်းလိုက်ပါမယ်တလောက်ပေါင်းစားတဲ့အခါလေးတက်တဲ့အကျော်ရှိပါတယ်ခင်ဗျအဲ့ဒီအကျော်ကိုရှာတာပါတက်ကျော်ပေါ့နော်အဲ့ဒီအကျော်ကိုဖယ်လိုက်ခြင်းဖြစ်ပါတယ်ပြီးသွားတော့ကျွန်တော်ရေစင်အောင်စေးပါမယ်တေးချာအဲ့ထဲကဦးတွေကိုပါတန့်စင်သွားအောင်လို့တိုက်ချုပ်ပြီးတော့ပြောင်းအောင်စေးလိုက်ပါမယ်ပြီးတာနဲ့လှလှပပလေးမွန်းလိုက်မယ်ပေါ့ဗျာမွန်းပြီးသွားပြီဆိုရင်တော့စားစနွင်းချုံမှုန့်အပြားလေးတွေထည့်ပြီးနောက်နေပြီးတော့မှ15မိနစ်20လောက်နှက်ထားပေးပါမယ်ဗျာဒါပြီးသွားရင်တော့ကျွန်တော်ကြက်သွန်ပြူလေးကိုအကုန်လုံးရောပြီးတော့မှဘလန်ဒါနဲ့ကြိတ်လိုက်ပါမယ်ဒီလိုကြိတ်လို့ရတာလဲကြက်သွန်ပြူရယ်စီရယ်ကြက်သွန်တွေရယ်ငရုတ်သီးရယ်ကိုနှံ့အောင်နေပြီးတော့မှတလောက်နဲ့အကုန်ရောပြီးနေထားလိုက်ပါမယ်ဗျဒီလိုနေပြီးသွားပြီဆိုရင်တော့ကျွန်တော်ပေါင်းဦးနဲ့ပေါင်းမှာဖြစ်ပါတယ်အဲ့ဒီအတွက်ပေါင်းဦးတွေကိုကျွန်တော်အိုးမကတ်အောင်လို့အောက်ကနေစပလင်လေးတွေခံထားပါတယ်ပြီးတော့ခုနကနေထားတဲ့တလောက်ကလေးတွေကိုထည့်လိုက်ပါမယ်ပြီးသွားရင်တော့စုံချင်းရေပေါ့ဗျာရေလေးနည်းနည်းလောက်ထည့်ပြီးတော့မှပေါင်းလေးတွေကိုဒီလိုမျိုးထည့်ပြီးတော့မှပေါင်းလိုက်ပါမယ်လုံးရည်လေးခန့်သွားပြီဆိုရင်တော့ရင်သွေးလေးထိုးပေးလိုက်ပါမယ်ဗျရင်သွေးထိုးပြီးသွားပြီဆိုရင်ကျွန်တော်ခရမ်းကျင်သီးလေးအုပ်လိုက်မယ်ခရမ်းကျင်သီးလေးအုပ်ပြီးတော့နူးတဲ့အထီကိုမှရေထည့်ပြီးတော့မှပေါင်းလိုက်မယ်ပေါ့ဗျာဒါဆိုရင်တော့အခုလိုမှုေးကြိုင်းနေတဲ့ငါတလောက်ပေါင်းလေးရပါပြီဗျအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ငါတလောက်ပေါင်းလေးပေါင်းထားတယ်ပြီးသွားလို့ရှိရင်ဒီမှာကစုံရဲ့ plane တွေတို့စရာအစုံတို့စရာကတော့ကစုံရွက်ကဲမြင်းခွာရွက်ကဲခရမ်းသီးလေးဒီမှာတော့ငပိချက်ဖြစ်ပါတယ်ဒါတော့ကျွန်တော်ထမင်းပြပါကဲဒီနေ့ကတော့မြမလက်ရဟင်းလျာလေးနဲ့စားမှာဖြစ်ပါတယ်မတလောက်ပေါင်းတော့ share ဗျနူးနေအောင်ကျွန်တော်ပေါင်းထားတာဒီကောင်3နာရီလောက်ကြာအောင်ကျွန်တော်ပေါင်းလိုက်ရတယ်ပေါ့တော်တော်လေးမိုက်ပါတယ်စားကြပါဦးဝါရိုးတွေပါနူးဣနေအောင်ကျွန်တော်ပေါင်းထားရှယ်ပဲဇွန်ပလေးကိုချက်ကိုကောရပဲကျွန်တော်တို့အရာဝီတိုင်းရငါတလောက်တိုင်းပဲနုဤပြီးတော့မှုရင်းနေမှုရင်းပြီးတော့စားလို့ကောင်းတယ်ဗျာမြန်မာပြည်အလွမ်းပြည်လေးပေါ့အမကြီးနူးလားမနူးလားကျွန်တော်တို့ငါတလောက်မှဆိုလို့ရှိရင်ပါရိုးရတာအမှားဆုံးပဲလေဒီပါရိုးဆိုတာအမှားဆုံးဟာအဲ့ဒါတော့နူးအောင်ကျွန်တော်တို့ပေါင်းထားတာဖြစ်ပါတယ်အင်းညာစားလို့ကောင်းတော့လူနဲ့ကျမရဲ့ညီညွတ်တဲ့မြင်းခွာရွက်
ဆုံးပလင်းရလည်းကောင်းတယ်ဗျာရှယ်ပဲငါပြကြကလည်းရှယ်ပဲတိုးစရာလည်းကောင်းမကောင်းငါတလောပေါင်းလည်းအေးနူးညံ့နေတာပဲအယိုးလေးစားကောင်းငါတလောပေါင်းလိုက်လို့ရှိရင်လေအဲ့အယိုးနူးတာပို့ပြီးတော့ရတာရှိသလိုပဲကျွန်တော်ကလက်ပတ်ကောင်းစားခြင်းဖလောင်တောင်တက်နှေးရတယ်လို့ပဲဟင်းကောင်းစားခြင်းလို့ရှင်လဲအချိန်ပေးရတယ်ဗျာငါတလောက်ပေါင်းထားတာ3နာရီကျော်တော့ပေါင်းထားရတယ်ဗျာစားလို့လည်းအလုံးကောင်းအားလုံးပဲတက်တာဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဒီထက်ကောင်းတဲ့ဟင်းလေးကိုကျွန်တော်ချက်ပြီးတော့စားပြပါဦးမယ်ဗျာ